ခွာရဲ့သေးပါဝေးအမလေးမလုပ်ပါနဲ့ဟဲ့你弄嘞ဘာမလုပ်ပါနဲ့ဟဲ့ရတပါမေရှားရနော်မေကိုကျွန်တော်အာမခံထားတာကျွန်တော်မျက်နှာပြအောင်တော့မလုပ်နဲ့အတိုးမှန်မှန်လာပြီပြေးပါမယ်တိုင်းဘုမှန်မှန်ပြေးပါအမေနဲ့ကချုပ်ပေးဟာတာရဲ့ဒီနေ့ကလေးကမလုပ်ပါနဲ့တာရဲ့ဒါလေတာပြင်မလားလက်ပွက်လေးမို့ပါနော်အမေမပေးလို့ကျွန်တော်နဲ့ကျွန်တော်မိမအကွဲမခံနိုင်ဘူးပေးချုပ်ပေးအောင်ထုံးမရိုက်နဲ့နော်မရိုက်နဲ့ဟင်းရဆောင်နေပါတယ်ဟင်းရဆောင်နေယူထောင်းလားကစွန်းရက်တယ်ချမောင်ရက်တယ်ဘောစကိုင်းတွေပေါက်ပန်းပြူတွေပါတယ်အစုံပါတယ်နော်မလေးညလာဟုတ်တော့ဒါโอเคခဏနေဘယ်လိုပြည့်ဒါโอเคခေါင်းနေအောင်ကြောက်လာတော့အေးပါဟဲ့ကြားပါတယ်ဟဲ့နေရလဲဘယ်လိုပြေးနေရလဲမလို့မပြေးပါဘူးဟဲ့နေရလဲငါလည်းရက်ဆောင်နေတာပါဟဲ့ဒီမှာတော့အချက်မတော့ပေးပါလေဟမ်ပြီးမှာပေါ့ကြီးကမ်းမရေနေရလဲငါဒီရက်တဲ့နည်းနည်းကြက်လို့ပါဟဲ့အမလေးကြက်ထားတယ်မကြက်ထားတယ်လာမပြောနဲ့ဒီမှာအကျွေးယူပြီးပေးရတယ်ရှင့်ကြီးကမ်းမရေငါလည်းဆက်နေတာပဲမိဟာလေအရင်နေမကောက်အတိုးဘောကိုအတိုးစစ်ဘတော့ကြည်မှာလေနည်းနည်းပါလဲစာနာပါဦးဟဲ့အောင်မဲအဖိုင်းတော့လူဘာမဝနဲ့နော်ယူတော့ကတော့ဒီရောက်မဟုတ်ဘူးအသက်ကြီးလို့ကြည်နေတာနော်ရွယ်သူဆိုလို့ရှိရင်တော့ဒီနေရာမှာနေပန်းဖက်လောက်လိုက်ဘာမှတ်လဲကွာတော့အဲ့ဖွာရဲ့စေတော့ဝေးအမလေးမလုပ်ပါနဲ့ဟဲ့你弄嘞ဘာမလုပ်ပါနဲ့ဟဲ့အမလေး你弄嘞တော့နည်းနည်းပါစာနာပါအမလေးအရက်ကတော့ရေကြည့်မနေကြပါနဲ့ကြီးကမှတော့လင်းများကျမကိုအနိုင်ကျင့်နေပါတယ်တော့မလေးဇမ်းမကြိုက်လို့နော်ဟဲ့ခက်ချင်တယ်လို့ထွက်လာခဲ့ဟဲ့ကြီးကမှရဲ့တမရဲ့နေရဘသူမှမကြောက်ဘူးဟာကွာတော့အဲ့ဆိုင်ရယူခဲ့အမလေးအတိုးဘောအတိုးစီပြီးနေတာတော့မကြည့်နိုင်ပါဘူးကိုညမောင်ရှင်မတက်တာဦးမလားဟိုယူနေလေးတောက်ပြီးခဏစောင့်နေနော်ကျမရှင်အတွက်စားဖို့မုတ်လေးနဲ့ဆေးသွားဝယ်လိုက်ဝင်နော်အဲ့ခါရဒါအကျွေ6ထောင်ဟုတ်ပါကျွေရတယ်ဟာအကျွေးဆက်တယ်ဒီနေ့တော်နော်စမ်းပါပေါ့ကြီးကမ်းမလေမဆိုင်ရင်လေပါဇက်ပေါက်ကိုသိရမလားသိပါတယ်မိမတေချာလုံးဟုတ်ပါစရင်နဲ့တေချာလုံးနော်ဟောလုပ်ပါတယ်မိမရဲ့ယောက်ျားလုပ်တော့ဘယ်နှကောင်မအားဘူးလို့လေအေးပါပြီးရောဩဒါနဲ့မတင်လာရော3ရက်စာလာပေးပြီလားမတင်လာမတင်လာဒါပေးသွားတယ်မိမရဲ့မနေ့ကပဲလာပေးသွားတယ်ဆိုင်းရောဆိုင်းရမပေးသေးဘူးဘာမပေးနဲ့ဟုတ်လားတွေ့မယ်အဲ့ဒီကောင်မလေးညနေမပေးလို့ကတော့ကြီးကမ်းမကြောင့်ကောင်းကောင်းသိစရာဆေးကိုလောက်ပလိုက်အောင်မယ်အဲ့ကောင်မမိမရဲ့စိတ်လျှော့ပါမိမရဲ့စိတ်လျှော့ပါဘာစိတ်လျှော့ပါလဲဒီမဲ့စိတ်မှာတောက်မရင်ငယ်လားဟမ်အဲ့လိုမဟုတ်ပါဘူးမိမရဲ့မိမကိုစိတ်ကူလို့ပါနော်ဘာကမှစေးပဲတေချာလို့ပြောရဆိုပါမမကြီးရေမမကြီးဘသူလဲဟဲ့အထဲမှာရှိရဝင်းခက်ဟုတ်ဟိုဘာကိစ္စလဲပြောဟိုလေနေပြန်လေးခောက်ချင်လို့ပါဘာနေပါဦးညီ73ရက်စာဘလောက်တင်ပြီလဲကိုအောင်တော့ကြည်စံတမ်းမြနော်တမ်းမြဟုတ်6ရက်ပဲတင်ရတယ်6ရက်ဟုတ်လားအမလေးအဲ့ဒါဆိုတော့ပေးနိုင်ဘူးသွား
မလုပ်ပါနဲ့မမကြီးရဲ့သမီးလေးကလေနေမကောင်းအရင်ဖြစ်နေလို့စေးကန်းလေးပြချင်လို့ပါကုညီပါနော်မမကြီးနော်မပေးနိုင်ဘူးလို့ပြောပြီးပြီလေပြန်တော့မလုပ်ပါနဲ့မမကြီးရဲ့မမကြီးတမ်းမြောက်တနာပါနော်မမကြီးပေးပါနော်မမကြီးနော်အေးညီးချင်တယ်လို့ညီးယူတာနော်ပြီးတော့မှကြီးကမ်းမအတိုးစားတယ်လေဘာလေးနဲ့ဘာတန်ညာတန်ကြားလို့တော့ကြီးကမ်းမလောဝပန်းပြီးဆိုတာသိရမလားသိပါတယ်မမကြီးရဲ့မမကြီးကိုကြီးပေးလို့လေတမ်းမြကျေးဇူးအများကြီးတင်တယ်နော်အဲ့ဒါကြောင့်လေမမကြီးကိုကြည်ရတဲ့နေ့တစ်ခြားပိုးပိုလှလာပါတယ်လို့လေပိုးပြောင်းနေပါနဲ့ကွန်ထောင်း6ရက်စာပေးလိုက်6ရက်စာတော့ရ6ထားအတော်လည်းမှန်ပေးအောင်နော်စိတ်ချပါမမကြီးရဲ့မမကြီးကျေးဇူးအများကြီးတင်တယ်နော်မမကြီးတောင်းမယ်တိလားလက်ကမကြီးဆိုင်ဆွေးမှာတေချာလို့ဒီပါကွာမင်းကလည်းတားရေတားလေအောင်တော့အမလေးကိုအောင်ထောင်းအဲ့ပါမေတမလားဟုတ်တယ်လာပြန်ပြီလာပြီဒုက္ခပဲတွေတော့မေသွားတက်လိုက်ပါအောင်တခါလဲပြောထားမယ်နော်ဘာတန်ညာတန်လေးမကြားချင်ဘူးသိရမလားဟမ်သိပါတယ်ကွာမင်းကလည်းပြီးတော့ကွာဟုတ်ကဲ့စိတ်တွေလာပဲလာမှာကြတားဖေနေမကောင်းဘူးလို့တားရဲ့အမေကိုငွေလေး1000လောက်ချီပါလားဟာကျွန်တော်မဘယ်လိုလုပ်ရှိမှလဲအမေကလည်းဒီမကောင်းလို့ရင်ငန်းစည်းလေးပါလေတိုက်ထားလိုက်ပေါ့ဗျာမလုပ်ပါနဲ့တားရဲ့တားဖေကအစာလဲဝင်တာမဟုတ်ဘူးတော်ကြအဖြတ်သွားမှဆိုလို့ပါတားရဲ့1000နဲ့ပါဒီနေ့မိုးကလည်းရွာနေတော့အမေဈေးမထွက်နိုင်လို့ပါမပြန်ဆက်ပါမယ်တားရဲ့အမေတို့ကလည်းဗျာစိတ်ရှုပ်ဖို့ကောင်းတယ်နှာနေပြောကြည့်အောင်မပြောမနေနဲ့အကုန်ကြားတယ်မရှိရင်လာပြီဒီရေရောပဲယောက်ျားလဲလှုပ်ကြွေးရရောက်ခမတွေကအစစ်တောင်းသေးရမ်းသေးမပေးရင်လည်းကြီးကမှလွန်ရကြအောင်မယ်ဒီတစ်ခါတော့အဲ့1000ပေးလိုက်မယ်အေးအဲ့1000ပြန်မပေးမရှင်တစ်နေ့တော့အတိုး1000စီပေးရမယ်နော်ပေးပါမယ်ခွဲပေးပါမယ်ကွမ်ထောတောင်းမယ်တော့အမခံလားအမခံပါပြီးတော့ရောက်1000မေကြားရနော်မေကိုကျွန်တော်အာမခံထားတာကျွန်တော်မျက်နှာပြအောင်တော့မလုပ်နဲ့အတိုးမှန်မှန်လာပေးပေးပါမယ်တားမင်းမှန်မှန်ပေးပါပြီးရောအမေအော်တာအမေမနေ့ကဘာဖြစ်လို့အတိုးလာမပေးရလဲအမေကလည်းပဲဗျာဟိုတားရဲ့မနေ့ကတော့လေအမေဈေးအောင်မကောင်းလို့ပါဟာဈေးအောင်မကောင်းလို့လည်းမရဘူးလေဗျာအမေဒီနေ့ပေး2000အတိုး1000ပဲယူသွားပါတားရဲ့အမေဈေးအောင်ပါလို့ဟာဘယ်လိုလုပ်ဖြစ်မှာလဲအမေကလည်းကျွန်တော်မင်းမကြောင်အမေလည်းတည့်ရတာနဲ့ပေး1000အော်တားလေတားဟိုတားမိဖေးဆေးမိုးလေးချန်ခဲ့ပါအောင်တားရဲ့တားဒေါက်ခင်ရှင်အိမ်လားကဘယ်တော့ပေးမှာလဲပေးရမယ်ကျမအခုလောလောဆယ်မပြေလဲသေးလို့ပါရှင်ပြေရနေရှင်ကျမမစောင့်နိုင်ဘူးကျမအိမ်လားကဘယ်နှပြန်ပေးမယ်ပေးအိမ်မွားဆင်းအမေအော်တာလာနေတာအမေဘာလို့တိုးလာမပေးရလဲဗျာ4ရက်တောင်ရှိပြီဗျဟုတ်ပါရဲ့သားရဲ့မြင်းဖေကနေမကောင်းတော့အမေဈေးရောက်မထွက်နိုင်ဘူးအရင်လည်းပြုတ်နေလို့ပါကျွန်တော်အဲ့ဒါတွေနားမလဲဘူးအမေနော်အခုနော်အတိုးအရင်ကိုကျွန်တော်မိမတခါလေးတောက်ခိုင်းလိုက်တယ်တခါလေးပေးလိုက်တော့အမေမပြေလဲသေးလို့ပါသားရဲ့အမေသားတို့အကျိုးဆက်မှာပါအမေတို့ကြောင့်နော်ကျွန်တော်နဲ့ကျွန်တော်မိမအကွဲမခံနိုင်ဘူးအခုချက်ချင်းပေးအမေမပေးနိုင်သေးလို့တောင်းပန်နေတာပါသားရဲ့သားတို့အကျိုးအမေဆက်မှာပါအမေနဲ့ကချုပ်ပေးတားရဲ့ဒီငါလေးတော့မလုပ်ပါနဲ့တားရဲ့ဒါကလေတားပြင်မလားလက်ဖွဲ့လေးမို့လို့နော်အမေမပေးလို့ကျွန်တော်နဲ့ကျွန်တော်မိမအကွဲမခံနိုင်ဘူးပေးချုပ်ပေးအောင်ထုံးမရိုက်နဲ့နော်မရိုက်နဲ့မင်းကကိုလာလဲဆယ်လာဖွာထားတာပါမင်းကအဲ့လောက်ဒီဝေကျေးစုမဆက်ပါနဲ့ပြီးတော့မွေးရတာလေငါဝီးဆက်တယ်သိလားရတယ်
ရတယ်စိတ်ချဘင်းတို့အကျွေးကိုဒီညနေငါရှာလာစက်မယ်ဟုတ်ပြီလား အဲ့ဆိုလဲပြီးရပဲအမေကလေးတီးတယ်နော်ခုညနေလာပေးနော်ပြီးရောပြောလိုက်လို့ရှိရင်ဒီလိုကြီးပဲယူတော့ယူသွားပြီးတော့